အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Youngster Asia မှာဒီနေ့ကတော့ Player of the Season 3កောင် Dembele ရဲ့ရှာမဲ Ferdinand Boss ကိုဖောက်မှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့စလိုက်ကြရအောင်ထုံးနေတိုင်းပေါ့နော်ကန်ကောင်းတာမကောင်းတာတော့လူပိုင်းပေါ့ဖောက်ရမယ်တောင်းတော့ကြောက်တောင်းမယ်ခွိုင်းတော့၄တောင်ကျော်ရှိတယ်ဒါကိုဆက်ပြီးတော့ဖောက်မှာပဲဖြစ်ပါတယ်ဆောက်နော်ဟိုက900စီ300ကိုလေး36ဒီကနေ့ကိုလေး36ဆို4ကရမယ်ပေါ့နော်4ကရမယ်ပြီးကြရင်4000ကျော်ဆိုတော့ကျွန်တော်400ကို4ကပေါက်ဟုတ်ပြီစလိုက်ကြရအောင်ကိုကွိုင်း4000မှာတစ်ပေါင်းလုံးရရင်မစိုးဘူးအဲ့တော့ပြောရလဲကြာပြီးတော့စလိုက်မယ်နော်အဲ့တော့ပြီးစပါပြီပရမတ်ခါတော့ပြလိုက်ရပါပြီဒန်ဖရီတကောင်မရပါတယ် highlight ကိုဘယ်လောက်တောင်စိတ်ညစ်ဖို့ကောင်းလဲရပါတယ်ခုမှ900ပဲရှိသေးတယ်နော်ကဲနောက်တစ်ခါတော့ကျွန်တော်ထုံးနိုင်မရှိတဲ့ပေါက်ကတိုင်းမြန်မာလိုပဲဖောက်ပြီးဟုတ်ပြီနော်စ let's go vibrate ပါတယ်သူကဒီပဲပေါ့ရမယ် vibrate ဒီပဲဟောဒီတိုင်းပလင်းထွက်လာတာ what the fuck လာမင်းညမင်း damn ဟုတ်တယ်ကျွန်တော်လည်းကောင်းတော့ကွာ၄တောင်နဲ့3000ပေးလိုက်ရင်လည်းတော့ရှင်ခံသွားမယ်ကဲဆက်လိုက်ရမှာမလိုက်ရဘူးလားချောက်တော့ခွိုင်းလေးရှိရဆိုဆက်လိုက်ပါမနော်ကဲအဲ့ဆိုဟောဘာကြီးတော့ဒီပေတော့ vibrate တော့မပေါ့ချောက်ကောင်းဆို vibrate ပေါ့ကျွန်တော်ဟိုတစ်ခေါက်မှဖောက်တော့ vibrate နဲ့ဖောက်တာပေါက်တယ်ဗျာကဲဒီမလို့ဒီရပိုင်းနေကန်ကောင်းနေပါလေဆောင်းဝဲနဲ့ break ထားတဲ့အချိန်မှာဒီဘက်ကိုဥတီလာအချိန်မှာကန်ကောင်းနေပါလေကဲအားပဲဒီကတော့ချွေးသိမ့်ပြီ brother တွေချွေးသိမ့်ပြီ Florian West highlight ကောင်ပါပြီကဲနောက်ဆုံးတစ်ခါနောက်ဆုံးတစ်ခါမြောက်ပေါ်၄ကမြောက်ပေါ်ကလန်နာချန်တော့စားလိုက်ကြအောင်ဒမ်မီလည်းကြိုက်တယ်ဖာတင်ညာကောင်းရတယ်လို့ပြောတယ်ဖာတင်ပြီးပါပြီဒါပါပဲချွေးသိလိုက်အကောင်ကုန်ရောက်မှာ standard ကဒီတမပဲကုန်ရောက်ရှုပ်တယ်ကဲ400ပဲကျန်ပါတယ်ဘာဆက်လောက်ရမလဲဆိုတော့ထုံးနေလိုက်ဆက်လိုက်အောင်နော်မြန်မာလူပေါ့တော့ပေါ့တယ်မြန်မာလူမချတော့နော်ဒီ map တ shop လူမာတက်မန်ဂျာမာတက်ကဲ next time ဒီ map တွေကဘာလို့အောင်မှာတော့မန်ကြီးပို့လိုက်မန်ကောင်နဲ့ဒီ map တွေလုံးနဲ့ပို့လိုက်ဟာဒီကိုလာမိုးလို့တဲ့လောက်တာဒီအောင်ကြုံတစ်ခေါင်းမရတာတကယ်ပဲအဲ့ဒီကနားလိုက်တဲ့နော်အဲ့မင်းမတန်းနိုင်ဘူးဟိုဖောက်ချင်တယ်ဆိုတော့ဖောက်အောင်အာပြီးရဲ့စကေးပြီနော်ဒီကောင်တွေကတော့ခီးတယ်မှာကဲနောက်ဆုံးတစ်ခါပါDMF အဲ့ DMF ကိုမန်ယူပို့ဒီညမှာကဲကွန်လည်းကုန်ပြီဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ကွန်4000ပေါ့နော်4000မှာလာမင်းရမယ်တစ်ခေါက်မရပါတယ်နှစ်ခါမြောက်မှရတာပါရက်လာရင်တော့ကွန်1000လောက်ပိုးမှာပါအဲ့တော့ brother တို့ရောဘယ်သူတွေ100နဲ့ပေါက်ကြလဲ200နဲ့ပေါက်ကြလဲ300နဲ့ပေါက်ကြလဲ comment မှာကြွားတော့ရပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကြောင်းရောက်ပြန်တွေ့ရအောင်